မင်္ဂလာပါ AIS channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအမေရိကတိုက်ကိုရှာတွေ့ရသူကဘယ်သူလဲလို့မေးရင်ဒီကိုလမ်ဘတ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေကိုသိပေမဲ့ဒီကိုလမ်ဘတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ပြီးတော့ဒီအမေရိကတိုက်နဲ့ပတ်သက်တဲ့ဒီအသေးစိတ်အချက်လက်တွေကိုတော့သိရသူတော်တော်လေးကိုနည်းတယ်ပေါ့နော်နောက်ကဒီကိုလမ်ဘတ်ကအမေရိကတိုက်ကိုဒီရှာတွေ့ခဲ့တယ်ဖြစ်ပေမဲ့သူရှာတွေ့ခဲ့ပေမဲ့ပေါ့နော်သူတည်းရဲ့အချိန်ထိအောင်မှဒီတိုက်ကဒီအမေရိကတိုက်ဆိုတော့သူကလုံးဝမသိသွားခဲ့ပါဘူးဒါဆိုလို့ရှိရင်ဒီနာမည်ကိုဘယ်သူကပေးရလဲပေါ့နော်ဒီအမေရိကတိုက်ဆိုတဲ့နာမည်ကိုဘယ်သူကပေးရလဲနောက်တစ်ခုကကိုလမ်ဘတ်ကဒီအမေရိကတိုက်ကိုမချတွေ့ခင်အချိန်တည်းကတဲ့အဲ့ဒီတိုက်မှာလူတွေကရှိနေပြီးသားတဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လို့ကိုလမ်ဘတ်ချတွေ့ရလို့ပြောရလဲပေါ့နော်နောက်ပြီးတော့အဲ့မှာလူတွေရှိနေတယ်ဆိုလို့ရှိရင်အဲ့လူတွေကဘယ်သူတွေလဲကြိုးစားရလားအတိုင်းပေးရရှိလိုက်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဒီအမေရိကတိုက်နဲ့ပတ်သက်တဲ့ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဗျစမရတူမတိုင်ရဆိုရင်လည်းဒီဥရောပတိုက်သားတွေကကျွန်တော်တို့အာရှတိုက်ရလန်ကန်လေးဖြစ်တဲ့သူစီပင်ဒီအိန္ဒိယနဲ့တရုတ်ပြည်စီကနေပြီးတော့ဒီဟင်းဟန်မှုကြိုင်နေတဲ့အထက်လေးတွေရွှေကိုရရှိဖို့အတွက်ပိုးလမကြီးကိုခေါ်တဲ့ဒီဥရောပနဲ့အာရှဆက်ထားတဲ့ဒီလမ်းကြောင်းကြီးကိုအတိကအသုံးပြုကြရတယ်တဲ့ဒါမဲ့ဒီနေ့မှာတော့ပိုးလမကြီးပေါ်မှာရှိတဲ့ဒီဘိုင်ဇန်တိုင်းအင်ပါယာရဲ့မြို့ဖြစ်တဲ့ဒီကွန်စတန်တီနိုဝယ်ပေါ့နော်ဒီတူရကီရဲ့ပေါ်တိုမန်အင်ပါယာကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဒီလိုတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းကဒီအာရှတိုက်ကဟင်းခါမှုကြိုင်နဲ့ဒီအဖယ်လေးတွေကိုအဓိကအားထားနေရတဲ့ဒီဥရောပတိုက်သားတွေအနေနဲ့ဒါကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အော်တိုမန်အင်ပါယာကဒီပိုလန်မာယူလုံးဝထင်းချုံလိုက်ပြီးတော့အကောင်ဟားတွေကိုအဆမတန်တောက်ခံတာတွေနောက်ပြီးတော့တချို့လမ်းကြောင်းတွေဆိုရင်လုံးဝပိတ်ပစ်တာမျိုးတွေနောက်တစ်ခုကကျတော့ဥရောပသားတွေကခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့အစ္စလမ်အော်တိုမန်တွေနဲ့ဒီခရစ်ယာန်ဥရောပကြားထဲမှာပေါ့နော်ဘာသာရေးယူဆတွေနိုင်ငံရေးယူဆတွေအစလုံးဝအခြားသားနေတဲ့အတွက်ကြောင့်မလို့ဒီပိုလန်မာယူအသုံးပြုခြင်းဟာဒီဥရောပသားတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ဖြစ်ခဲ့ပြီးတော့နိုင်ငံနဲ့ရှိတဲ့ဒီစီးပွားရေးကပ်ဘေးဆိုင်မှုကြီးတခုဖြစ်ခဲ့တယ်အဓိကအပြင်တော့ဒီစပိန်နဲ့ပေါ်တူဂီပေါ့နော်ဒီနိုင်ငံတွေကအချိန်ကဒီစီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံတွေအတွက်ဒါလုံးဝခက်ခဲတဲ့စိန်ခေါ်မှုတစ်ဖြစ်လာခဲ့တယ်အဲ့ဒီအချိန်ကဒီတိဗ္ဗံနဲ့နည်းပညာတိုးတက်နေတဲ့ဒီ Q ဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာကြီးကလုံးဝနေဆိုတဲ့ user ကိုလည်းလူတွေကလက်ခံထားကြပြီနောက်ပြီးတော့တိုင်းမြောင်တွေပါတယ်ကိုလည်းဒီအကြောင်းပြောလိုက်ရေးမှာအသုံးပြုတတ်နေပြီပေါ့နော်ဒီဥရောပသားရဲ့အနေနဲ့အစားတက်ကိုတောက်ဖို့အတွက်ဒီကုန်းလမ်းကြောင်းကအဆင်မပြေတဲ့အတွက်ဒီကြီးလမ်းကြောင်းအစ်စ်ကဒီမဖြစ်မနေရှာဖွေဖို့လိုလာပြီပေါ့နော်ဒီချိန်မှာပေါ်တူဂီကကျတော့အာဖရိကတိုက်ကနေပတ်ပြီးတော့မှဒီအိန္ဒိယကိုတောက်ဖို့ဒါစူးစမ်းကြရပေါ့နော်အဲ့ဒီချိန်မှာဒီလူမျိုးတင်မောသားတယောက်ဖြစ်တဲ့ခရစ်စတိုဖာကိုလမ်ဘတ်ဆိုတဲ့လူကကျတော့သူ့ရဲ့ဒီသူများနဲ့မတူတဲ့အမြင်တစ်ခုကိုဒါတင်ပြခဲ့ရဲ့သူ့ရဲ့အမြင်ကဘယ်လိုမျိုးလဲဆိုတော့အရှိတ်ဘက်သူရောက်ရင်အနောက်တို့ရွတ်လွင့်ခြင်းဆိုတဲ့သူ့ရဲ့အမြင်ယူဆပါတော့ပြောချင်တာကတော့ကဘာကြီးကလုံးဝနေဆိုတော့ဒါလူကြီးကလက်ခံပြီးလို့ရှိမှပြောပြတဲ့အတွက်ကဘာကြီးကလုံးနေဆိုလို့ရှိရင်ဒီအရှိတ်ဘက်ကိုပဲရွတ်လွင့်ဒီအနောက်ဘက်ကိုပဲရွတ်လွင့်ပေါ့နော်မိမိတွားခြင်းနဲ့တူညီတဲ့နေရာကိုရောက်နိုင်တယ်ဆိုတဲ့အမြင်ပေါ့နော်သူ့ရဲ့ဒီအမြင်ကိုစပြီးတော့ဒီပြောတော့မှဆိုလို့ရှိရင်လည်းလူကြီးကတော်တော်လေးလက်မခံနိုင်ကြဘူးဒီယူနေတာဒါမျိုးရောမှပြောခံခဲ့ရတယ်ဒါမဲ့ဒီဥရောပသားရဲ့အနေနဲ့လည်းရွှေရှက်တရားများများဆဆမရှိတဲ့အတွက်စပိန်ပြည်ရင်ဒီဖာဒီနန်နဲ့အပြင်မှာအစ္စရေးလာတို့ကဒီအော်တိုမန်တို့ရဲ့ဒီကုန်တွေဒီလက်ဝကြီးအမှုကိုကျော်လွှားဖို့အတွက်ကိုလမ်ဘတ်ရဲ့ခီးစဉ်ကိုဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြတယ်ဒီလိုနဲ့1492ခုနှစ်ရဲ့အော်တိုဘာလ12ရက်နေ့မှာတော့ဒီကိုလမ်ဘတ်ကတင်မော3စီလူရောက်90နဲ့ဒီအန်တလန်တိတ်သမုဒ္ဒရာကိုဖျက်ပြီးတော့ဒီနောက်ဘက်ကိုရွှေ့နှင်ခဲ့ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီအထင်မှတ်မှားနေရလေးရှိပေါ့နော်ဘာလဲဆိုဒီကိုလမ်ဘတ်ဒီခြေလမ်းကြောင်းတစ်ကိုရှာဖို့သွားတဲ့နေရာမှာပေါ့နော်သူနဲ့ line မဲ့လို့မရှိလို့တည်တံ့ကြအချင်းလားတွေကိုပဲထည့်ပေးလိုက်တယ်ဒီတင်ဖုန်နေမျိုးကိုပဲဒီလမ်းကြောင်းမှာထည့်ပေးလိုက်ရဆိုပြီးတော့ကျွန်တော်တို့တော်တော်များများထင်နေကြရပေါ့နော်ဒါမဲ့ဒါမဟုတ်ပါဘူးဒါကျွန်တော်တို့ဒါအထင်မှတ်မှားနေရဖြစ်တယ်ပေါ့နော်ဘာလို့ဆိုဒီကီးစဉ်ကကျွန်တော်တို့ထင်တာထက်ပိုပြီးတော့ဒါစနစ်ကြရပေါ့နော်ဒီတင်မော3ကြီးလူရောက်90မှာဆိုရင်အဓိကအုပ်စုလေးစုပါဝင်တယ်ဒီအုပ်စုနံပါတ်1ထဲမှာဆိုရင်တော့ဒီတင်မောရာရှိတွေပါမယ်ဒီအုပ်စုနံပါတ်2ထဲမှာဆိုရင်တော့ဒီကျွမ်းကျင်တင်မောသားတွေနဲ့ဒီအခြေခံလက်သမားတွေပါတယ်ပေါ့နော်အခြေခံလက်သမားတွေကပါလဲဆိုဥမာလက်သမားတွေပါမယ်နောက်ပြီးတော့တပည့်ဆရာတွေပါမယ်နောက်ပြီးဒီကြက်တိုက်ရနဲ့ဒီတနိုင်မြောင်ကြည့်ရဲ့ဒီကျွမ်းကျင်တဲ့လူတွေပါမယ်နောက်ပြီးတော့ဒီတင်မောသားတွေရဲ့ကျမကြီးကိုစောင့်ရှောက်ဖို့အတွက်ဒီဆေးဆရာတွေမှာဒါပါတယ်ပေါ့နော်ကျွမ်းကျင်ဆေးဆရာတွေမှာပါပါတယ်နောက်ပြီးတော့ဒီနံပါတ်3အုပ်စုတွေမှာဆိုရင်တော့ဆိုရရာရှိတွေနဲ့ဒီဘာသာပြန်တွေလည်းပါတယ်ဒီအစိုးရရရှိရဘာလို့ဖြစ်လို့ဆိုတော့ဒီမောဘောကမှတ်တမ်းတွေကိုထိန်းသိမ်းမှုနဲ့အိမ်မက်ရရှိတဲ့နေမြေတွေကိုဒီဘယင်ရဲ့ကူစားဒါမှတ်တမ်းတင်မှုအတွက်ပေါ့နော်နောက်ပြီးတော့ဒီဘာသာပြန်တွေကတော့ Hebrew
အာရဘီနဲ့အော်လဒီယန်ဘာသာတွေကိုကျွမ်းကျင်တဲ့သူတွေဖြစ်တယ်ဘာလို့လဲဆိုကိုလံဘတ်ရဲ့ခီးစဉ်ကဒီအာရှတိုက်ကိုရောက်မယ်လို့ဒါထင်ထားခဲ့တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီအာရှကဘယင်းနဲ့တွေ့တဲ့အခါမှာဒီစကားပြောဖို့အတွက်ကိုဒီဘာသာတန်တွေကိုထည့်ပေးလိုက်တာပေါ့နော်ဟုတ်ပြီအုပ်စုလေးမှာတော့ဟုတ်တယ်ဒီအကျဉ်းသားတွေပါတယ်ပေါ့နော်ဒါပေမဲ့အကျဉ်းသားတကယ်တော့ကျွန်တော်တို့ထင်ထားသလိုမျိုးတင်မော်ဒီစီလုံးမှာပါတာအကျဉ်းသားတွေဟုတ်ဘူးနဲ့အကျဉ်းသားတော့ပါတယ်ဒါပေမဲ့အကျဉ်းသားက၄ယောက်ပဲပါတာပါဘာလို့အကျဉ်းသား၄ခုကိုထည့်ပေးလိုက်ရလဲဆိုတော့ဒီခီးစဉ်ကခက်ခဲကျန်တဲ့မိတ်ဆိုတော့တည်တဲ့အတွက်ကြောင့်မလို့ဒီခီးစဉ်မှာလိုက်ပါမဲ့သူနဲမှာဆိုဒီအကျဉ်းသားတွေကိုသူတို့ရဲ့ပြည်ထောင်တွေကနေလုံငင်းချမ်းသာမှုပေးပြီးတော့အပိုထည့်ပေးလိုက်တာပေါ့နော်ကျွန်တော်တို့ထင်ထားခဲ့သလိုပဲဒီခီးစဉ်မှာပါတဲ့သူတွေအကုန်လုံးကအကျဉ်းသားတွေဟုတ်ပေါ့နော်ဒီတစ်ခုလေဒီဟာကိုလုပ်မယ်ဗျဒီလိုနဲ့ဒီရက်ပေါင်းများစွာရွှေ့နေမိရဲ့နောက်မှာတော့ဒီကိုလံဘတ်တို့ဖွဲ့ကအာရှတိုက်ရဲ့ကျုံချုံဖြစ်မယ်လို့သူတို့ထင်ခဲ့တဲ့နေရာတစ်ခုရောက်ခဲ့တယ်ဒါမဲ့သူရောက်ခဲ့တဲ့နေရာအာရှတိုက်ရဲ့ကျုံပူဟုတ်နေခဲ့ပေါ့နော်မှတ်တမ်းနေရဆိုလို့ရှိရင်ဒီကိုလံဘတ်တို့ရောက်ခဲ့တဲ့နေရာကကျွန်တော်တို့အခုသိကြတဲ့ဒီအမေရိကတိုက်ရဲ့ဒီဘာဟာမာလို့ခေါ်တဲ့နေရာလေးတစ်ခုပေါ့နော်ဒါပေမဲ့ဒီကိုလံဘတ်တို့ဖွဲ့ကတော့အဲ့ဒီကျုံကိုဒီအာရှတိုက်ရဲ့ကျုံလို့ထင်တဲ့အတွက်ဒီကျုံမှာတွေ့ရတဲ့လူတွေပေါ့နော်ဒီဒေသခံတိုင်းသားတွေကိုအချသားကြီးလို့ထင်တဲ့အတွက်ဒီဒေတာကန်လိုင်းသားတွေကိုအိန္ဒိယနေလို့ခေါ်ခဲ့ရလို့သူ့ရဲ့ပတ်လန်းနေရသိရတယ်ကဘာလို့အဲ့လိုထင်တာလဲဆိုတော့ဒီကိုလံဘတ်တို့ခေတ်တော့ဂိုင်းနဲ့မြေပင်လေရောင်းသုံးစုပြီးဂိုင်းနဲ့ဒီမြေပုံကြီးရဲဟောပေါ့နော်ဒီအမေရိကတိုက်ဆိုတာလုံးဝမရှိခဲ့သေးဘူးနော်တိတ်ပန်နေနေပညာထုံးလာတယ်ဒီခေတ်ဖြစ်ပေမဲ့ဥရောပနဲ့အာရှရဲ့ဂျားထဲမှာဒီဥရောပသားတွေလုံးဝမသိသေးတဲ့ဒီတိုက်အသစ်ကြီးရှိနေမယ်ဆိုတာပေါ့နော်အဲ့ရှင်တို့ကဥရောပသားတွေအနေနဲ့ဒီအိမ်မက်တော်မှတ်ခဲ့ဘူးမှာမဟုတ်ဘူးပေါ့နော်နောက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကကိုလံဘတ်ကိုလိုက်ရပါတော့ဒီအမေရိကတိုက်ကို၄ချိန်လက်လိုင်းသူရောက်ခဲ့ပေမဲ့သူတည်တဲ့အချိန်ထိကိုသူရောက်ခဲ့တဲ့နေရာကဒီဥပမာသားတွေလုံးဝမသိသေးတဲ့ဒီတိုက်တစ်ကြီးဖြစ်နေမယ်ဆိုတော့ဖြစ်နေရဆိုတော့နော်လုံးဝမသိခဲ့ပါဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ကိုလံဘတ်တို့အဲ့ဒီကျုံးမှာတွေ့ခဲ့ကြတဲ့ဒေတာကန်တိုင်းသားဆိုတဲ့လူတွေအောင်ဘယ်သူတွေလဲပေါ့နော်သူတို့ရောဘာဖြစ်လို့ဥရောပအာရှအာဖရိကသားတွေနဲ့အဆက်အသွယ်ပြတ်တော့ပြီးတော့သူကတို့တည်တဲ့ဒီနှစ်ပေါင်းများစွာနေခဲ့ကြရလဲပေါ့နော်သူတို့ကရောကြိုသားဟိလားတက်စေလားဒါမျိုးတွေးနေကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ကျုံးမော်လူတွေလည်းကျွန်တော်တို့လိုပဲရှင်းနေဆောင်နေလမ်းဆောက်တဲ့လူတွေပဲဖြစ်တယ်သူတို့ကစိုက်ပျိုးရေးလည်းလုပ်တတ်တယ်သူတို့ကိုယ်ပိုင်ဘာသာစကားလည်းရှိတယ်သူတို့ကိုယ်ပိုင်ရင်းချင်းမှုလည်းရှိတယ်ဒါဆိုလို့ရှိရင်ဒီလူတွေကဘယ်လိုတက်လို့အဲ့ကျုံးမှာဘယ်ကနေဘယ်လိုရောက်ပြီးနေကြရလဲပေါ့နော်ဒီတစ်ချက်ကလည်းတော်တော်လေးကိုတွေးရကောင်းတယ်ပေါ့နော်ဟုတ်ပြီဒီအကြောင်းလေးကိုသိဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြောက်ခဲ့ဘိုးဘေးရဲ့လူနေမှုပုံစံကိုကျွန်တော်တို့ပြန်ပြီးလေ့လာမှရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့ဒီကြောက်ခဲ့လူသားတွေကဆိုလို့ရှိရင်တော့သူတို့ရဲ့တက်ရှင်ရည်ဒီဘိုးတို့ကိုအမဲလိုက်စာချရတယ်ပြီးတော့အပင်တက်ပြီးတော့အတီးခူးရတယ်နောက်ပြီးတော့တနေရာထဲမှာပဲအတီးရနေခံတာမျိုးကြီးအလုံးဝမရှိဘူးပေါ့နော်ရှေးကြီးကမျက်နှာရအမြဲလှည့်လေသွားလာပြီးတော့ရုံးကန်နေကြတာပေါ့နော်အဲ့လိုလှည့်လေသွားလာရင်းနဲ့ပဲဒီအာဖရိကရေးပြီးတော့ဥရောပအာရှအမေရိကဒီလိုမျိုးတွေပြန်နေရောက်ရှိသွားတာမျိုးကြီးဖြစ်နိုင်တယ်ဟုတ်ပြီဒီနေရာမှာမေးရစီပေါ့နော်အဲ့လိုမျိုးထားပါတော့ဒီအဲ့လိုမျိုးပြန်နေရောက်ရှိရဆိုလို့ရှိရင်ဒီဥရောပအာရှအာဖရိကတော့ဒါကုန်းမြေဆက်ဆက်နေတာနေတဲ့အတွက်ဒါဖြစ်နိုင်ပေမဲ့ဒီအမေရိကလေးလိုတိုက်လို့နေရာမျိုးကြီးကြတော့ဂျားထဲမှာတင်လေရှားနေတဲ့အတွက်မင်းပြောတာပြက်နိုင်ပါမလားဆိုပြီးတော့ဒေတာပြောစရာရှိတယ်ပေါ့နော်ဒီအကြောင်းအသိဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာကြီးရဲ့ဒီကဘာပင်လေမျက်နှာပြင်အကြောင်းကိုနည်းနည်းလေးထပ်ပြီးတော့သိဖို့လိုမယ်ဗျပြောချင်တာကျွန်တော်တို့ရဲ့ဒီကဘာပင်လေမျက်နှာပြင်ကအမြဲတသမတ်တဲ့နေရာမျိုးမဟုတ်ဘူးပေါ့နော်ကဘာပင်လေမျက်နှာပြင်ကပင်လေမျက်နှာပြင်မြင့်တက်နေတဲ့အချိန်နဲ့ရှိတယ်လို့မျိုးပင်လေမျက်နှာပြင်နှင်းကြတဲ့အချိန်နဲ့ရှိတယ်ကျွန်တော်တို့ကြောက်ခဲ့ဘိုးဘေးတွေရဲ့လက်ခတ်လောက်တုန်းကဆိုရင်ကမ္ဘာပင်လယ်မျက်နှာပြင်ကနှင်းကျနေတဲ့အချိန်လို့ပြောလို့ရတယ်ဒီအခုပင်လယ်ရောက်နေတဲ့နေရာတွေတော်တော်များများကအရင်တုန်းကဒါကုန်းမြေအေရီယာတွေဖြစ်ခဲ့ကြတယ်ပေါ့နော်အခုဒီဥရောပနဲ့အမေရိကတိုက်ကြားတွေကဒီဆိုက်ဘေးရီးယားနဲ့အလာစကာဆိုလို့ရှိရင်လေဒီအတိတ်ချိန်တုန်းကဆိုရင်သူတို့နှစ်ခုကြားထဲမှာဒီကုန်းမြေကြီးကဆက်နေပြီးတော့ဟိုဘက်တိုက်နဲ့ဒီဘက်တိုက်ကိုတကားထိုးထားပေးပြီးလို့ဖြစ်နေခဲ့ကြတယ်ဒီနေရာနေပြီးတော့ပဲဒီဥရောပကနေပြီးတော့မှဒီအမေရိကတိုက်ကိုကျွန်တော်ရဲ့ဘိုးဘွေးတွေကရောက်ရှိသွားတာမျိုးတွေဒါဖြစ်နိုင်တယ်ပေါ့နော်ဒါဆိုဟုတ်ပြီအမေရိကတိုက်ကိုအဲ့လိုနည်းနဲ့လူတွေရောက်သွားတာဆိုတော့ဟုတ်ပြီရောက်ပြီးတော့ဘာဖြစ်လို့ဒီနှစ်ပေါင်းတောင်းနဲ့ချီအထီကိုအဆက်အသွယ်ပြတ်တော့ပြီးတော့သူတို့တီးတဲ့နေခဲ့ရလေရောက်သွားပြီးဒီဘက်ကိုဘာလို့ကုလူဆက်ဆံမှုတွေမရှိတော့တာလဲဆိုပြီးတော့လေမေးရရှိရပေါ့နော်အဲ့တော့ဒီနေရာမှာတော့အချက်နှစ်ချက်ရှိရဲ့နံပါတ်1ချက်ကတော့ခုနပြောခဲ့သလိုပဲပင်လယ်မျက်နှာပြင်ကပြန်ပြီးတော့မြင့်တက်လာတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒီကြားထဲကတရားထိုးဟားပြီးလို့ဖြစ်နေတဲ့နေရာကရေအောက်ရောက်သွားတာရဲ့နောက်တစ်ခုကလူသားတွေဒီစိုက်ပျိုးရေးလောက်တက်လာတာကြောင့်ကျွန်တော်တို့ဒီလေဖက်ပြောင်းတော်လည်းလို့သိကြတယ်ကျွန်တော်တို့လူသားတွေစိုက်ပျိုးရေးလောက်တက်လာတဲ့အချိန်မှာတော့ခြေဥတရလှည့်လေသွားလာနေတဲ့ရင်းနှီးမှုစနစ်ကလုံးဝရပ်တန့်သွားပြီးတော့ဒီတနေရာထဲမှာပဲအခြေရနေထိုင်လာရတယ်ပြောလို့ဆိုရင်လူသားတွေကကိုယ့်ရဲ့အသက်ရှင်ရည်တည်ရေးအတွက်ကိုဒီစိုက်ပျိုးမွေးမြူရေးတွေ
လောက်ရတဲ့အတွက်ကြောင့်မလို့ဒီဥတရတက်သွားလာပြီးအနေရင်တိုင်းနေလို့မရတော့ဘူးပေါ့နော်ဒါဥပမာနဲ့ပြောမယ်ဆိုရင်ဒီကြောက်ခင်တွန်ရိုးပုံစံကြတော့ဒီပြပွားနဲ့တူပြီးတော့ကျွန်တော်တို့ဒီအလေခေတ်ဒီလေယာစိုက်ပျိုးရေးလုပ်တဲ့အချိန်ကကြတော့ဒီအိမ်ထောင်ကျသွားတဲ့ဘွားနဲ့တူတယ်ပေါ့နော်ဘာလို့လဲဆိုဒီ W1 မှာတော့ဒီအပေါင်းတင်နေတဲ့သွားချင်တာသွားလာချင်တာလားအဲ့လိုမျိုးလုပ်ရပါမယ်ဒီအိမ်ထောင်ကျသွားတဲ့ခါမှာတော့ဒီအိမ်ထောင်တာဝန်တွေကိုယူလိုက်ရတဲ့အတွက်ကြောင့်မလို့လူပြဘွားလို့လွတ်လွတ်လပ်လပ်သွားချင်တိုင်းသွားလို့မရတော့ဘူးပေါ့နော်ဒီတကယ်ချင်းတွေအပေါင်းအသင်းမိတ်ဆွေတွေနဲ့လည်းအကြောင်းမရှိရင်တော့ကြုံမဆုံးပြကြတော့ဘူးပေါ့နော်ဒါတော့အဲ့လိုမျိုးတွေအကြောင်းပဲကျွန်တော်တို့ကဘာပေါ်ကလူမျိုးသူတစ်မျိုးနဲ့တစ်မျိုးကနှစ်တောင်းပေါင်းများစွာကြာတဲ့အထိကိုတောင်းမတွေ့ပြကြတော့တာပေါ့နော်ဟုတ်ပြီဥမာပေးရလေနည်းနည်းများသွားပြီဆိုတော့ကျွန်တော်တို့ချစ်ရအကြောင်းပြန်ပြီးတော့ဆက်ကြမယ်ပေါ့နော်အဲ့လိုနေပူလန်ဘတ်တို့ဖွဲ့ကဒီဘာဟာမာကျွန်းရဲ့ဒီဒေတာကန်တိုင်းသားတွေနဲ့တွေ့ဆုံခဲ့ကြတယ်ပူလန်ဘတ်တို့ဖွဲ့နဲ့ဒေတာကန်တိုင်းသားတွေတွေ့ဆုံတဲ့နေရာမှာလည်းတမိုင်းမှာတော်တော်လေးကိုထူးခြားပြီးတော့နောက်ပိုင်းမှာဒီစိတ်မကောင်းတဲ့အလှည့်ပြောင်းနေအများကြီးနဲ့ပြည့်နှက်နေလို့ပြောလို့ရတယ်ဗျဒါကိုကျွန်တော်တို့ဆက်ပြီးတော့သိရကြည့်အောင်ဒီပထမဆုံးပေါ့နော်ဒီဒေတာကန်တိုင်းသားတွေနဲ့ကိုလံဘတ်တို့တွေ့ကြတဲ့အခါမှာဒီဒေတာကန်တိုင်းသားတွေကကိုလံဘတ်တို့အဖွဲ့ကိုကြည့်ပြီးတော့ပေါ့နော်ကိုလံဘတ်တို့ဒီဥရောပသားတွေရဲ့ဖြူဝင်တဲ့အသားရည်ဒီရွှေအောင်စပင်းနေနဲ့ဒီအတန်အောင်မျက်လုံးတွေနောက်ပြီးတော့သူတို့ရဲ့ဝတ်စားအတုံးဆောင်တွေကိုကြည့်ပြီးတော့သူတို့လည်းလုံးဝထူးဆန်းပြီးအောင်းနေကြရဲ့သူတို့ကကျတော့လုံးဝခက်တော့ကြနေတဲ့ဒီလူရိုင်းတတ်တာဒီပုံစံမျိုးတွေဖြစ်ပြီးတော့ဒီဥရောပသားတွေကကျတော့ယဉ်ကျေးမှုအစင်လည်းမဲ့မားနေတဲ့အတွက်ဒီဒေတာကန်တိုင်းသားတွေကဘယ်လိုထင်လဲဆိုတော့ကောင်းကင်ဘဝဆင်းသက်လာရဲ့နှစ်ဖျားရီလူသူတို့စိတ်ထဲမှာထင်နေကြရဲ့ပြီးတော့ဒီအစားအသောက်တွေရွှေနဲ့ဒီရောင်ချက်တွေပေါ့နော်အဲ့လိုမျိုးလက်ဆောင်တွေပေးပြီးတော့ဖော်ယူကိုကြိုးစုပေးကြရဲ့ဒါပေမဲ့ဒီကိုလံဘတ်တို့အဖွဲ့ကအမြင်မှာတော့ဘယ်လိုမြင်လဲဆိုဒီသားကန်တိုင်းသားတွေကတော်တော်လေးအားကြရပေါ့နော်ဒီကိုလံဘတ်တို့အဖွဲ့ကပါလာတဲ့ဒီဓာတ်ကိုကန်ကြီးတဲ့ခါမှာတော့မှဒါမှမသိပဲလင်သက်တွေပါနေတော့ချကုန်နဲ့ကိုလံဘတ်ကသူ့ရဲ့ဒီဒိုင်ယာကြီးမှာဆိုဘယ်လိုတော့ရေးရလဲဆိုဒေတာကန်ကဒီအလွန်နူးညံ့သိမ်မွေးရပြီပေါ့နော်လက်နက်ကိုင်ဆောင်ရင်းလည်းမရှိဘူးသူတို့တွေကိုအလွယ်ကူကျွန်းပြနိုင်ပြီးတော့ခရစ်ယာန်ဘာသာရေးကိုအလွယ်ကူတွတ်သွင်းလို့ရတယ်ဆိုပြီးတော့မှဒီမှတ်ချက်ရှင်းထားခဲ့ရဲ့ဟုတ်ပြီဒီအထိတော့အဆင်ပြေသေးတယ်ဒါပေမဲ့ပြဿနာကဘယ်လိုစလာလဲဆိုတော့ဒီကိုလံဘတ်တို့အဖွဲ့ဒီနေရာကိုရောက်လာခြင်းမူလရည်ရွယ်ချက်ကိုကနေမြေတက်နဲ့ရွှေရှာဖို့နောက်တို့ကစီးပွားရေးအကျိုးမြတ်များများရအောင်ရှာဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒေသခံတိုင်းသားတွေကနူးညံ့ကြိုးဆိုခဲ့ပေမဲ့ဒီကိုလံဘတ်တို့အဖွဲ့ကတော့ဒါကိုအဖွင့်ကောင်းယူပြီးတော့ရဲဆက်ဆက်ကိုမြတ်ထုတ်ခဲ့ကြပါတယ်နောက်ပြီးတော့ဒီကိုလံဘတ်တို့အဖွဲ့ကဒီဒေသခံတိုင်းသားတွေအရှုပ်မှာပေါ့နော်ချွေနဲ့လောက်ထားတဲ့ဒီလက်ဝဲရတနာရှုပ်တွေ့တယ်ရွှေနဲ့ကြောက်တော့ဟာလက်ဝဲရတနာရှုပ်တွေ့တဲ့အခါမှာဒါတွေကိုဒါဘယ်ရရလဲဒီအဲ့ရွှေတွေများများရှိတဲ့နေရာကိုမေးရပေါ့နော်ဘယ်နှမှာများများရှိခဲ့ဘေးပြီးတော့မှကျုံတစ်ခုကနေတစ်ခုရွှေလွှတ်ကြရဲရွှေလွှတ်ပြီးအရွှေလိုက်ရှာကြရဲဒေသခံတိုင်းအနေနဲ့ကြည့်မယ်ဆိုရင်တော့ရွှေဆိုတာသူတို့ဘဝမှာတမိုးကြီးရဲ့ကြာပြီးခုမဟုတ်ဘူးနော်သူတို့ကဘာမှသူတို့အတွက်တိတ်ပြီးမထူးဆန်းဘူးအဲ့တော့ဒီဥရောပသားတွေကဒီရွှေမမောချိကြတာကိုသူတို့မြင်တဲ့ခါမှာတော့ဘာလို့မလို့ရောပေါ့နော်ဒီရွှေကိုသူတို့ဘာလို့လာတော့မှမမောကြရလဲလို့မေးတဲ့ခါမှာတော့ကိုလိုမတ်တို့ဘွဲကသူတို့ရှိမှအေးဗျာယောဂတကူရှိရပေါ့နော်အဲ့ယောဂရွှေနဲ့ကူမှပျောက်မှာဆိုပြီးတော့လိန်ညာခဲ့ကြရဲ့ဒီယူသားရဲ့ဒေတာကန်တိုင်းသားတွေကသူတို့ပြောရရုံနေပေါ့နော်ရုံတဲ့အတွက်တန်းရုံညလည်းရွှေတွေဘယ်နှမှာရှိရဘယ်နှမှာရှိရဆိုတော့သူတို့ကလိုက်ပြီးတော့ကိုယ်တိုင်တိုက်ပြီးတော့ပြကြရတယ်ဒီလိုနဲ့ကိုလမတ်တို့ဘက်ကဒီကျွန်းကနေဒီကျွန်းကိုကူးပြီးတော့ရွှေကိုရှာတာနောက်ပြီးတော့ထူးဆန်းတဲ့အပင်မျိုးစိတ်တွေနဲ့ဒီလိမ့်ဆန်မျိုးစိတ်တွေကိုရှာဖွေကြမျိုးတွေလှုပ်ခဲ့ကြရပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာကဒီကိုလမတ်တို့ဘက်စပိန်ဝင်ပြန်တော့ဒီတေဆောင်များကြတဲ့ထူးဆန်းတဲ့ဒီလိမ့်ဆန်တဲ့အပင်မျိုးစိတ်တွေကဘာလဲဆိုရင်တော့ဒီလိမ့်ဆန်လေးဆိုလို့ကျွန်တော်ဒီရောင်ဝင်ချက်တွေလိုဟာမျိုးတွေပေါ့နောက်ပြီးတော့အပင်မျိုးစိတ်တွေဆိုရင်တော့ဘာလဲဆိုဒီအာလူတွေမြုပ်သီးပြောင်းမှုတွေဒီခင်းညင်ဒီနဲ့စီးပကြီးနမူနာတွေဒါထူးဆန်းတဲ့မျိုးစိတ်တွေအဲ့တော့ပြောချင်တာကဒီကိုလံဘတ်တို့ဒီအမေရိကတိုက်ကိုမရောက်ခင်အချိန်ထိကိုပေါ့နော်အဲ့ဒီအပင်မျိုးစိတ်နဲ့တိရစ္ဆာန်မျိုးစိတ်တွေကကျွန်တော်တို့အာရှဥရောပအာဖရိကတိုင်းမှာလုံးဝမရှိသေးဘူးအဲ့ဒီလိုပဲဒီဥရောပကနေပြီးတော့လေဒီဝက်ဒီနွားတွေမြင်းတွေတိုးတွေဒါမျိုးတွေကိုဒီအမေရိကတိုက်ကိုပြန်ပြီးတော့တည်ဆောင်လာခဲ့ကြရပေါ့နော်ဒါကိုတမိုင်းမှာတော့ဒီကိုလံဘီယာ exchange လို့ခေါ်တယ်ဒီမျိုးအပင်မျိုးစိတ်တွေတိရစ္ဆာန်မျိုးစိတ်တွေအပြန်အလှန်ကူးလူရောရှက်ပူတွေဖြစ်ခဲ့ကြတယ်ဒီတိရစ္ဆာန်မျိုးစိတ်တွေအပင်မျိုးစိတ်တွေလည်းမကဘဲနဲ့ဒီယောဂပုံမှန်အထီကိုအရှင်းနေအခုသက်ဆိုင်မှုရှိခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့နောက်ပိုင်းမှာတော့ဒီယောဂဘက်ရတွေကြောင့်ပဲဒီအမေရိကတိုက်ဒေသခံတိုင်းသားတွေတော်တော်များများတည်ဆုံးခဲ့ကြရမျိုးလည်းရှိတယ်ပေါ့နော်ဒီလိုနဲ့ကျွန်တော်တို့ကနေတကြုံရွှေနှက်ပြီးတော့တနေရာရောက်မှာတော့ကိုလံဘတ်တို့ဖွဲ့တွေကတင်မော်တစီကဒီတောင်တင်ပြီးတော့တစင်သွားခဲ့တယ်တစင်သွားရဲ့အတွက်ကြောင့်မလို့ဒီတင်မောကဒီတစ်စားအပိုင်းစားတွေကိုတုံးပြီးတော့အဲ့ဒီကျွန်းပေါ်မှာခံတက်အသေးလေးတစ်ခု
ဆောက်ပြီးဒီသူ့ရဲ့လူ39ယောက်ကိုကိုလမကအမှထားခဲ့ရဲ့သူကတော့ဒီဒေသခံတိုင်းသား6ကိုစပိန်တော်ကားတင်မိုးနဲ့ခရစ်ယာန်ဘာသာကိုဝင်မှုအတွက်ဆိုပြီးတော့တရားဓမ္မစပိန်ကိုဖမ်းဆီးခေါ်ဆောင်တော့ခဲ့ရဲ့သူဘာလို့ခေါ်သွားခဲ့ရလဲဆိုတော့ဒီသူအာရှတိုက်ကိုရောက်ရှိခဲ့ရဆိုတဲ့အကြောင်းကိုဒီဘရင်နဲ့ဘရင်မကိုတက်တည်ပြဖို့အတွက်လည်းပါတာပေါ့နော်ဒီလိုနဲ့ပထမခီးစဉ်ကအောင်မြင်သွားတယ်လို့ပြောရပါတော့နော်ဒီလိုပထမခီးစဉ်အောင်မြင်တဲ့အတွက်ကြောင့်မလို့ဒီဘရင်နဲ့ဘရင်မစီကနေပြီးတော့ယုံကြည်မှုရသွားတယ်ပေါ့နော်အဲ့ဒီအတွက်သူတို့တဘောတူထားတဲ့အတိုင်းပဲသူ့ကိုဂျာတို့တွေတိုးပြီးတော့ချင်းမင်းမြောက်စားတယ်ပေါ့နော်သူရှာတွေ့တဲ့နေမြေတွေမှာသူ့ကိုဘင်ငံဖြဲအုပ်ချုပ်ခိုင်းတာနောက်ပြီးတော့ဒီပင်နယ်တွေမှာဆိုရေတပ်ဗိုလ်ချုပ်ကြီးဖြစ်တာဝန်ခန့်အပ်ခံရတာနဲ့ဒီရှာတွေ့တဲ့နေမြေတွေကနေမြေတွေနဲ့ကုန်သွယ်ရေးလုပ်တဲ့အခါမှာဒီကုန်သွယ်ရေးရဲ့မြင့်ငွေ10%ထိကိုသူ့ကိုပေးပြီးတော့ရှင်းမင်းမြောက်ထားခဲ့တယ်ပေါ့နော်ဒါကြောင့်ပဲဒီဒုတိယတစ်ခေါက်ခီးစဉ်မှာတော့ကိုလမတ်ကဒီပထမတစ်ခေါက်ထက်ကိုပုံများတဲ့ပမာဏနဲ့အမေရိကတဲ့ကိုပြန်ရောက်လာခဲ့တယ်ဒီတစ်ခေါက်မှာတော့နောက်တစ်ခေါက်ကလို့တင်မော3စင်းလောက်နဲ့မို့တော့ပဲနဲ့တင်မော19စင်းလူကြီးဆိုလို့ရှိရင်1000ဝန်းလောက်ဖီကိုပါခဲ့ဒီတစ်ခေါက်ခီးစဉ်ထဲမှာတော့ဒီစစ်သားတွေလေသမားတွေရောဘုံတော်ကြီးအပြင်ဒီအမေရိကတိုက်မှာအမေရိကတိုက်လို့သူတို့မသိသေးဘူးပေါ့နော်အဲ့သူချာတွေ့တဲ့နေမြေအစ်မှာအခြေချနေနိုင်မှုအတွက်ကိုလိုက်ပါလာတဲ့သူတွေလည်းရှိခဲ့တယ်ပြောချင်တာကဒီကျွန်တော်တို့အခုအမေရိကတိုက်မှာနေတဲ့အမေရိကန်နိုင်ငံသားအမေရိကတိုက်သားစစ်လို့ပြောနေတဲ့သူတွေအကုန်လုံးကဒါချိန်လုံးကဥရောပတိုက်သားတွေပဲပေါ့နော်သူတို့ကကိုလမတ်နဲ့တူပါလာခဲ့တဲ့ဒီအမေရိကတိုက်သားလို့ပြောနေတဲ့သူတွေရဲ့ပထမမျိုးဆက်တွေဖြစ်တယ်ပေါ့နော်ဒီဒုတိယတစ်ခေါက်ပြန်လာတဲ့ခီးစဉ်မှာတော့တဲ့ကိုလမတ်တို့ဖွဲ့တာသူတို့မမျှော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုနဲ့ပထမဆုံးအစပြီးတော့ဂျုံသိခဲ့ကြရတယ်တဲ့ဒါကဘာလဲဆိုတော့ပေါ့နော်သူအဆောင်ဖြစ်နေထားတဲ့သူ့ရဲ့လူ39ယောက်ကိုဒီဒေသခံတိုင်းသားတွေကတက်ပစ်လိုက်ကြတာပါတဲ့ဘာဖြစ်လို့တက်ပစ်တာလဲဆိုတော့ဒီကိုလမတ်ရဲ့လူ39ယောက်ကပေါ့နော်ဒီဒေသခံတွေစီကနေပြီးတော့ရွှေတွေကိုဒီအတင်းအားမတူယူတာတွေနောက်ပြီးတော့ဒေသခံမျိုးပြင်းတွေကိုဒီအားမပြုတ်တင်တာတွေကြောင့်ဒီဒေသခံတိုင်းသားတွေကမခံနိုင်တဲ့အဆုံးမှာအားထားမျိုးတက်ပစ်လိုက်ရတာပေါ့နော်ဒါပေမဲ့ဒီဒေသခံတိုင်းသားတွေကမကြခင်မှာသူတို့ကဒီထက်ဆိုးတဲ့ကန်ဆုံးမှမှုတွေကြာလာမယ်ဆိုတာကိုတော့သူတို့အနေနဲ့လုံးဝမသိခဲ့ကြပါဘူးဒီတစ်ခါပြန်ရောက်လာတဲ့အခါမှာတော့ဒီကိုလမတ်တို့အဖွဲ့ကဒေသခံတိုင်းသားတွေကိုသူတို့ရဲ့မူလပင်ကိုဇဲကိုစတင်ပြီးတော့ဖျက်လာကြရပေါ့နော်အဲ့တော့ဒေသခံတိုင်းသားတွေကိုအတင်းအားမကြုံနေပြုတ်ပြီးတော့မှဒီရွှေတွေချခိုင်းတာပြီးတော့တပ်ထုတွင်းတွေမှာအလုပ်တွေပြင်ပခိုင်းစေတာဒီတက်မှတ်တဲ့ပမာဏမရလို့ရှိရင်ဒီလက်ဖြတ်တာတွေနောက်ပြီးရေးဆက်တက်ဖြတ်တာမျိုးတွေကိုစတင်လှုပ်ဆောင်ခဲ့ကြရဲနောက်ပြီးတော့ကျွန်တော်တို့ရှင်းပြပြောခဲ့သလိုပဲဒီကိုလမီယာအေရှန်လို့ခေါ်တဲ့နော်တိရစ္ဆာန်တွေအပင်မျိုးစိတ်တွေအပြင်ယောဂဗျာတွေပါကုလူခလဲမှုတွေရှိခဲ့တယ်လို့ကျွန်တော်ရှင်းပြပြောခဲ့သလိုဒီဥပမာတိုင်းမှာပါတဲ့ဒီကုသယောဂတွေဖြစ်တဲ့ကြောက်ယောဂတွေဒီခက်ခါယောဂတွေရောက်မလို့လေဒီဒေသခံတိုင်းသားတွေကဒီတိတ်ငယ်ရှိပြီးတော့တည်ကြည်ခဲ့ကြရဲ့ဒီယောဂတွေကဒီဥရောပတိုက်တိုင်းအနေနဲ့တော့အကျွမ်းတို့ရဲ့ဒီခန္ဓာရည်ရှိနေပေမဲ့ဒေသခံတိုင်းသားတွေမှာတော့ဒီယောဂတွေကိုဖွင့်နိုင်စမ်းဒါပင်ကိုဗီဇာရမရှိဘူးပေါ့နော်မရှိတဲ့အတွက်ကြောင့်မို့လို့ဒီကုသယောဂတွေရောက်လဲဒေသခံတိုင်းသားတော်တော်များများဒါသိဆုံးခဲ့ကြရဲ့နောက်ပြီးတော့ဒေသခံတိုင်းသားတွေကတမ်းကျမ်းမှာသတ်ဆွမ်းတဲ့လူတွေကိုဖန်ဆီးပြီးတော့ဒီစပိန်နိုင်ငံကိုဂျုံဖြစ်တင်ပို့တာရဲ့နောက်ပြီးတော့ဒေသခံတိုင်းသားတွေရဲ့ဒီမီယိုဖလာကိုဝေယုံကြည်မှုတလေးထုံးတန်းတွေကိုလုံးဝပိတ်ပင်ပြီးတော့ခရစ်ယာန်ဘာသာကိုအတင်းသွတ်သွင်းတာတွေကျွန်ပြုတာတွေဒါမျိုးတွေလောက်တဲ့အတွက်ကြောင့်ကိုလမတ်တို့ရောက်ပြီးတော့မကြခင်တော့ပဲဒေသခံတိုင်းသားတွေရဲ့ဒီ90%လောက်ပေါ့နော်တိတ်နေရှိပြီးတော့တည်ကြည်ခဲ့ကြတယ်ဒီကြောင့်ရတွေကပေါ့နော်ဒီနေ့ဒီချိန်ဒီအမေရိကတိုက်မှာဖြစ်ပွားနေတဲ့ဒီအရှိန်ရှာနေနိုင်သူတွေနဲ့ဒေသခံတိုင်းသားတွေဂျားထဲမှာမပြီးဆုံးတဲ့နေပြဿနာတွေရဲ့ဒါအစလေးဖြစ်တယ်ပေါ့နော်ဒါဒီနေ့ဒီချိန်ဒီကိုဒေသခံတိုင်းသားတွေနဲ့စီသွားလို့ထိုင်သူတွေဂျားထဲမှာဒီပြဿနာတွေကအခုချိန်ဒီဖြစ်နေတုန်းပဲပေါ့နော်ဒီဒေသခံတွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကိုလံဘတ်တို့ဥရောပသားတွေအဖွဲ့ကသူတို့ဒီစီကိုဒီကောင်းကင်ကဆင်းသက်လာတဲ့လက်ဖျားရည်အနေနဲ့ရောက်ရှိလာခဲ့ကြပြီးတော့ပေါ့လက်တွေ့မှာတော့ရွှေမတ်သူနောက်ပြီးတော့ကျွံပြုတ်သူမိတို့ရဲ့ဒီမျိုးသူတစ်ခုလုံးမျိုးသုံးတို့မိဘအထီကိုဒီကန်ဆိုးမှုမောင်ကြစီခဲ့တဲ့ဒီနတ်ဆိုးတွေဖြစ်နေပဲဒီတမိုင်းပြန်စီခဲ့တယ်ပေါ့နော်ဒီကိုလမတ်တို့ဥရောပသားတွေဘက်ကိုကြည့်မယ်ဆိုရင်တော့ဒီအော်တိုမန်တွေရဲ့အင်အားကြီးထွားလာခဲ့ပြီးတော့မိမိတို့ရဲ့ရှေးဦးဆွဲကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ဆို့လိုက်ခြင်းကပေါ့နော်ဒီအစားပိုင်းမှာတော့နိုင်ငံနဲ့ရှိတဲ့စီးပွားရေးကပ်ပေးဆိုင်မှုကြီးဖြစ်ခဲ့ပေမဲ့တစ်ဖက်မှာတော့ဒီဒုက္ခတွေကိုအခွင့်အလမ်းဖြစ်သူတို့ကပြန်ပြီးတော့အသုံးချနိုင်တဲ့အခါမှာတော့ဒီလူသားသမိုင်းတစ်ခုလုံးကိုအပြောင်းလဲဖြစ်စေခဲ့ပြီးတော့ပေါ့နော်ဥရောပသားတွေကိုကမ္ဘာပေါ်မှာအင်အားကြီးဆုံးနဲ့ဒီအဆန်းသာဆုံးဖြစ်ကိုရောက်ရှိစေခဲ့ပါတယ်ဗျဟုတ်ပြီဒီလိုသာဒီအော်တိုမန်တွေကကွန်စတန်တီနိုဘယ်ကိုမသိမ်းပိုက်ခဲ့ရင်ဒါမှမဟုတ်ဒီကုန်သွယ်ရေးကိုလွတ်လပ်စွာနဲ့ခွင့်ပြုပေးခဲ့ရဆိုလို့ရှိရင်တော့ဒီဥရောပတိုက်တိုင်းအနေနဲ့ဒီအနေများတဲ့ဒီအက်ဒဗန်နေသမုဒ္ဒရာကိုဖျက်ချော်ဖို့ကြိုးစားရမှာကြိုးစားလိမ့်မယ်ပေါ့နော်ကိုလံဘတ်လည်းအမေရိကတိုက်ကိုရှာတွေ့ချင်မှာရှာတွေ့လိမ့်မယ်အဲ့တော့အော်တိုမန်တို့ရဲ့အောင်မွေးရမှုပါပေါ့နော်ဒီကစ်တဲ့ဒီကမ္ဘာသမိုင်းတစ်ခုလုံးကိုအပြောင်းအလဲဖြစ်စေခဲ့ပြီးတော့ဒီဥရောပသားတွေကိုပေါ့နော်
ကဘာဦးဆောင်နေသူတွေဖြစ်စေခဲ့ပြီးတော့ဒီကိုလိုနီရင်းချင်စနစ်ဆိုရယ်စနစ်ကြီးတစ်ခုရဲ့အစပြုရာဒါမူလအကြောင်းတရားတစ်ခုလည်းဖြစ်စေခဲ့ပါတယ်ဗျ။ဘာဖြစ်လို့ဒီအမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့တာကကမ္ဘာသမိုင်းတစ်ခုလုံးကိုတော့မှအပြောင်းလဲဖြစ်စေခဲ့တယ်လို့နော်ကျွန်တော်ပြောရလဲဆိုရင်တော့ဒီအော်တိုမန်နေကွန်စတန်တီနိုပယ်ကိုမသိမ်းမိုက်ခင်တော့ဆိုလို့ရှိရင်တဲ့ကမ္ဘာကုန်သွယ်ရေးဗဟိုချက်ကဒီမြေထဲပင်လယ်မှာရှိနေခဲ့တာပေါ့နော်။မြေထဲပင်လယ်မှာရှိနေခဲ့တာကမ္ဘာအာဏာဗဟိုချက်ကလည်းကျွန်တော်တို့အာရှတိုက်ဘက်ကပဲရှိနေခဲ့တာ။ဒါပေမဲ့အော်တိုမန်နေကွန်စတန်တီနိုပယ်ကိုသိမ်းပိုက်ပြီးတော့ဒီမြေထဲပင်လယ်ပေါ့နော်ဒီပိုးလမယူလုံးဝထိန်းချုပ်လိုက်တဲ့အချိန်မှာတော့ဥရောပသားအနေနဲ့ဒီလမ်းကြောင်းအသုံးပြုဖို့လုံးဝမဖြစ်နိုင်တော့တဲ့အတွက်ကြောင့်မလို့သာပေါ်တူဂီဆိုလို့ရှိရင်လည်းဒီအာဖရိကကိုပတ်ပြီးတော့ဒီအိန္ဒိယကိုသွားတဲ့လမ်းကြောင်းတစ်ကိုရှာဖွေရတယ်စပိန်ကလည်းအမေရိကတိုက်ကိုတွေ့ရှိရတဲ့ကြောင့်မို့လို့ပိုးလမယူလုံးလုံးအသုံးပြုတဲ့အတွက်ကြောင့်မလို့ဒီမြေပင်လေအခန်းကဏ္ဍကလည်းတည်တည်သာရောက်ကြသွားပြီးတော့ဒီကမ္ဘာကုန်သွယ်ရေးဗဟိုချက်ကဒီအတ္တလန်တိတ်ဘက်ကိုရောက်ရှိသွားခဲ့တာပေါ့နော်နောက်ပြီးတော့ကမ္ဘာအာဏာရဲ့ဗဟိုချက်ကလည်းကျွန်တော်တို့အာရှသားတွေဘက်မှာရှိနေတဲ့အချိန်ကနေပြီးတော့မှဒီဥရောပသားရဲ့ဘက်ကိုတည်တည်သာအရှင်ဝင်ရှာဆောင်းသွားခဲ့တာပေါ့နော်အဲ့လိုနဲ့ဒီနေ့ဒီချိန်ထိကိုဒီဥရောပသားတွေကကမ္ဘာကိုဥဆောင်နေတဲ့သူတွေဖြစ်လာစေခဲ့တဲ့အကြောင်းတရားတွေဖြစ်လို့ပါဗျဗီဒီယိုလေးကိုတော့ကျွန်တော်ပထမပိုင်းအနေနဲ့ဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်ဒုတိယပိုင်းမှာတော့ဒီနောက်ဆက်တွဲအကြောင်းအရာတွေကိုဆက်လက်ပြီးတော့ဆွေးနွေးသွားပါမယ်ကျွန်တော်ဒီနေ့ပြောသွားတဲ့အကြောင်းအရာတွေမှာအဖားရင်းတွေလိုအပ်တာတွေရှိလို့ရှိရင်လည်းကျွန်တော်အောက်က comment တွေမှာဝင်ရောက်ရေးသွားပေးဖို့လည်းပြတာရက်ခံပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်းဒီ subscribe လုပ်ရသေးဆိုလို့ရှိရင်လည်းsubscribe လေးလုပ်ပြီးတော့ကျွန်တော်ကို support ပေးသွားဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျ